လေးစားပါတော့စာချစ်သူများအားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့ရဲ့ channel မှာဆရာကြီးချေဦးညိုရေးသားထားတဲ့လင်္ကာဒီပချစ်သူဆိုတဲ့ဝတ္ထုဇာတ်လမ်းလေးရဲ့ဒုတိယပိုင်းကိုတက်ဆက်ပေးမှာဖြစ်ပါတယ်ဇာတ်လမ်းလေးကိုလည်းအဆုံးထိလိုက်ပါနားဆင်ပေးကြပါဦးလို့လေးသားစွာဖြင့်ဖိတ်မှန်တကပြုပြစီခင်ဗျာအချစ်ဤရှေ့မဝဲရွှေဖူးစာကန်ဘန်လာကဲဘဲနက်ကဲရေးတယ်လေသည်နေဆယ်စုမကပြန်ဘူးလို့နန်းသူတီလိုများငယ်ထားရဲ့ကုရှိလက်ထက်တဲနန်းကိုအဝေးစီမှာကျွန်ုပ်လမ်းမြင်နေရသည်ရောင်စုံတကုံများသည်လေတွင်လွင့်ပြန်၍နေကြသည်ရှေရှေမျောမျောတိုင်ကိုတုံးဆိုင်၍မောင်းနေလာခဲ့သည်အနီးကိုရောက်တဲ့အခါစစ်တီရဲမယ်များကလက်နဲ့ဆွဲကင်ပြီးစောင့်ကြပ်နေကြသည်သူတို့သည်ဝါဝင်းသောသားရောင်ရှိ၍ဒါဝရီယန်တို့တဲ့ပို၍ရက်မြင့်ကြသည်လို့ကျွန်ုပ်သတိထားလိုက်မိသည်သို့သောဒါဝရီယန်များလောက်တုတ်ခံခြင်းမရှိကြချေစစ်သည်များစောင့်ကြပ်နေတဲ့နေရာကတဲနန်းမဝအထိကျွန်ုပ်မောင်းသွားလိုက်သည်ရထားဘိန်းမှတန်ကြုံများကြောင့်ဘေးတစ်ဖက်တစ်ချက်မှစစ်သည်များကနောက်သို့ရှဲကုန်ကြသည်ကျွန်ုပ်၏နောက်ဘက်တွင်ရေရွတ်ကျိန်ဆဲတံများကြံရစ်ခဲ့လေသည်ရထားကိုမုံဦးဝတွင်ထိုးရလိုက်ပြီးကျွန်ုပ်ခုန်ချလိုက်သည်နှစ်ရက်နဲ့တညလုံးလုံးမနာတမ်းမောင်းနေခဲ့တော့စင်မြင့်ကြီးတွေကမောဟိုက်လို့နေကြသည်ကျွန်ုပ်ကိုယ်တိုင်လည်းအတန်ငယ်နွမ်းနေနေပါသည်တဲနန်းတွင်ရှိပြိတ္တများအားလုံးကျွန်ုပ်နှင့်စစ်ရထားကိုအထိတ်တလန့်လှည့်ကြည့်ကြသည်တချို့ကမတ်တရလိုက်ကြသည်အံ့ဩထိတ်လန့်သောမျက်နှာများရှိကျွန်ုပ်ကတဲနန်းအတွင်းဘက်ကိုဝင်လာခဲ့သည်ကော်စောနီလမ်းဆုံးမှာစီးနှင်းကဲ့သို့ဖွဲဖွဲပြူနေသောစဝိုင်းပုံစံနေရာတစ်ခုရှိသည်ထိုနေရာသည်တဲနန်း၏ဗဟုဖြစ်သည်ထိုစဝိုင်းပုံနေရာကိုဇာမနီသားမွေးများဖြင့်ဖြန့်ခင်းထားပြီးအလဲတစ်တယ်မှာချင်းသည့်ဥကောင်းပုံကိုလက်ရမြောက်စွာအကွက်ဖော်ထားသည်ကျွန်ုပ်ကချင်းသည့်ဥကောင်းပုံပေါ်သို့တက်မှတ်စွာခြေစုံရက်လိုက်သည်ကျုပ်ဟာလင်္ကာဒီပသိန်းကိုပြည့်ရှင်ဓာတဂရိဘီရင်ဖြစ်တယ်ပြည်သူများထံမှအတန်များတဝဝထွက်လာသည်ကျောက်ဝကိုကြိုက်လက်ဝဲဘက်တွင်းမှအရာကိုကျွန်ုပ်ဆွဲထုတ်၍အလိတ်ကိုဖြေချလိုက်သည်ဟောဒီရုပ်ပုံရွှေလွာအရကျုပ်လာခဲ့တယ်အတန်များကပို၍ဆူညံသွားသည်နောက်ဘက်နောက်မှစစ်တီအချို့ကထိုင်ရမှမတ်တရပြီးကျွန်ုပ်ကိုတလဲရုပ်ပုံရွှေလွာကိုတလဲကြည်နေကြသည်ဖိမှန်တကပြူတံကို၎င်းနေရာထိုင်ခင်းဘေးတံကို၎င်းလုံးဝမကြားရတဲနန်း၏ပို၍အတွင်းကြသောနေရာကိုကျွန်ုပ်လှမ်းကြည့်လိုက်သည်အခြားနေရာများတဲ့မြင်သောမြင့်စင်တစ်ခုရှိ၍ဝဲရမှာဂရီဘာထိုင်ကုန်များချထားသည်ဂရီဘာထိုင်ကုန်များရဲ့အထက်မှာတော့အသားဝါဝင်းနဲ့ဘယင်တွေကထိုင်နေကြသည်လစ်လက်သောနေရာလည်းမရှိရုပ်ပုံရွှေလာကိုဝဲပန်လက်တန်လျက်ကိုညာလက်မှာစုပ်ကင်ပြီးတော့ပို၍အတွင်းကြသောဘက်ကိုကျွန်ုပ်ဆက်လျှောက်လာခဲ့သည်အချို့ဘယင်များသည်ကျွန်ုပ်ဖြတ်လျှောက်သွားတိုင်းကိုနောက်သို့ရိမ့်ရိုင်လိုက်ကြကြောင်းကျွန်ုပ်သတိပြုမိသည်စူညံနေသောအတန်တွေကတစတိတ်သွားပြီးတဲနန်းအတွင်းကျွန်ုပ်၏ခြေချင်းဝမှာတန်များကကြိုးချင်းတချွင်ချွင်ထိထန်သာမြည်ဟီးနေပါတော့သည်တဲနန်း၏နိုင်ရရှိရာဘက်သို့ကျွန်ုပ်ရောက်ခဲ့ပြီအလဲပေါ်မှာရွှေကြည်ပေါက်ပေါ်ဝါခန်းစီများချိတ်ဆွဲထားတဲ့သီးသန့်နေရာတစ်ခုရှိသည်အထက်မျက်နှာစာမှာတစ်ခွပန်းမျိုးစုံကိုလည်းချိတ်ဆွဲထားသည်ဘေးဘက်တစ်ဖက်တစ်ချက်စီမှာတော့ဦးတော်မီးတွေဖြန့်ခဲထားပြီးပလဲတွေကိုတီကုန်းထားတဲ့ငွေကျူးတွေကမျက်နှာစာမှာတွဲရဲခိုနေခဲ့သည်ပန်းနဲ့များကလည်းတင်းထုံမွေးပြန်နေသည်ထိုနေရာ၏ရှေ့တွင်ငကားရုပ်ပုံဖော်ထားသည့်ရွှေငွေပရမအထိပြီးသည့်ခုံတစ်ခုခုံပေါ်တွင်ရွှေဘိန်းချထားသည့်လေးတင်သည့်တောက်စင်ထိုပေါ်တွင်ကကျွန်ုပ်၏လက်တပြားမကကြီးမားလာသောလေးကြီးတစ်ခုကိုတင်ထားပြီသည်လေးကြီးသည်အောက်ဘက်တွင်မြားသုံးသွင်းထည့်ထားသည့်လောဟာဖြင့်ပြုလုပ်ထားသောကြည်တောက်တစ်ခုကိုချိတ်ဆွဲထားသည်ဤလေးများ၏ဟိုမှာဘက်မှာရွှေကြည်ပေါက်ပေါ်ကခန်းစည်းအတွင်းဘက်တွင်ကတီရာတီဝီရုပ်ပုံရွှေလာပန်းရှင်တီရာတီဝီရွှေပေါ်ကခန်းစည်းနှင့်ပလဲကျိုးများအတွင်းမှာဝိုးတော်ဝါမြင်နေရတဲ့တီရာတီဝီသည်ရုပ်ပုံရွှေလာတဲ့အစာပေါင်းများစွာချောမောလှပေသည်တကားကျွန်တော်၏ယင်သည်ဓမ္မိကတောင်တီလာရင်စမ်းချောင်းဘေးကရုပ်ပုံလာကိုဆယ်ယူခဲ့ရစဉ်အတိုင်းလှုပ်ရှားတုန်လှုပ်လာခဲ့သည်ကျွန်ုပ်၏နှလုံးသွင်းများသည်စူပွက်လာသည်သူ
တူရမြောင်များစွာကိုမျက်နာပေါ်သို့သွန်းလောင်းချလိုက်သလိုထူးဆန်းတဲ့ခံစားမှုတွေကလည်းဝင်ရောက်လာပြန်သည်ရင်းတင်ကတွင်တဲနန်းတစ်ခုလုံးရှိအရာခတ်သိန်းကကျွန်ုပ်၏စက္ခုအာယုံမှပျောက်ကွယ်သွားခဲ့ပြီးရွှေဘဝခန်းစည်းနှင့်ပလဲကျိုးများ၏အတွင်းမဲ့တနေရာဟုသာထိုးလင်းတောက်ပစွာတွေ့မြင်နေရသည်တီတာဒေဝီသည်ကျွန်ုပ်ကိုမြင်သောအခါအနားမှရရွှေတော်တူ၏လက်ကိုလှမ်း၍ဆုပ်ကိုင်လိုက်လေသည်ဘရုံမာကြာဘူးတို့၏သခင်ဖြစ်သောသူ၏နှကန်းလွာတို့သည်ပွင့်အား၍တွားကြလေသည်လာပြေညာများမှလာမဲခတ်သိန်းတို့၏အရှင်သခင်ဖြစ်သောသူ၏မျက်နှာပေါ်တွင်တန်နာသွေးရောင်ဖြတ်တန်းသွားပြီးနောက်ရုတ်တရက်ဘောင်ငွေအစင်းလိုဖြူရော်သွားပြန်သည်ရှုံးမြသောသူ၏မျက်လုံးစုံမှနတ်မောင်သောမြုံဝန်းဆန်တို့သည်ပို၍ဝိုင်းဆက်သွားကြလေသည်စပြည့်နွယ်ထက်မှအကြီးပျော်ကြလို့စီးနှင်းများလိုတွေ့လျက်ပြေပြစ်သည့်လက်ချောင်းများကတဆက်ဆက်တုံရင်နေကြသည်ထိုလှုပ်ရှားမှုကိုမြင်လိုက်ရသည်နှင့်ကျွန်ုပ်ခေါင်းထဲသို့အတွေးတစ်ခုဝင်လာခဲ့သည်ကျွန်ုပ်သည်ကျွန်ုပ်၏မျက်နှာပေါ်တွင်ပေါ်ပေါက်သွားသည်ထင်မိသည်တေတာဒေဝီသည်ခေါင်းကိုငုံသွားသည်မျက်နှာကိုပြန်၍မဖော်တော့ဒါဝရီယံတယောက်ရဲ့အသွင်ပြင်ဟာဒီလောက်ပဲကြမ်းတမ်းနေသလားတတဂရီဟာဟိမဝန္တာကလူဝန်လောက်အသွင်မဆိုးပါဘူးကျွန်ုပ်စိတ်တွင်းမှာရေရွတ်နေမိသည်ထိုအခါဝါရွှေသောသပင်ရှိသည့်သူသည်ကျွန်ုပ်ထံဆင်းကပ်လာလေသည်သူပခုံးထွက်တွင်တော့ခရမ်းရောင်ဝိယုံကြီးကိုခြုံလွှမ်းထားခဲ့သည်ကျုပ်ဟာမိထီလာပြင်ဇနကမင်းမြတ်ရဲ့လေးတော်ဝန်ဇနအသိဋ္ဌိဖြစ်ပါတယ်ဒတဂရီဘရင်ဟာဘယ်အတွက်ကြောင့်လဲဒီကိုရောက်လာပါသလဲဟောဒီဟာအတွက်ကျုပ်လာရောက်ခဲ့တယ်ကျွန်ုပ်ကရုပ်ပုံရွှေလာကိုသူ၏ကြောပမာစာကိုမြှောက်ပြလိုက်သည်ဒီကိုယူခဲ့ပါဇနသိဋ္ဌိစင်မင်းရဲ့အမြင့်ဆုံးနေရာမှာခံညာသောအတန်တန်ထွက်လာခဲ့သည်စပင်မုတ်စိတ်အားလုံးပွေးပွေးဖြူနေသည့်အရိယံအဘိုးကြီးတူဖြစ်လေတော့သည်ကျွန်ုပ်သည်ရွှေရုပ်ပုံလာကိုဇနသိဋ္ဌိထံပြစ်ပေးလိုက်သည်ယခုချိန်ထိကျွန်ုပ်သည်တခြားဘရင်များလိုဂရီပါထိုင်ကုန်လုံးဝမရသည်တဲနန်းအလဲမှာမတ်တက်ရက်လျက်သားသာရှိသေးသည်တနသိဋ္ဌိကရုပ်ပုံလွာကိုအဘိုးကြီးထံသို့ယိုသေးစွာဆက်တလိုက်သည်အဘိုးကြီးကရုပ်ပုံရွှေလာကိုကြည့်ရှုစစ်ဆေးပြီးတဲ့နောက်ခေါင်းကိုဖြင်းနှင်းစွာညှိလိုက်သည်ထို့နောက်ကျုံလီဖြော့တော်သောလက်ကိုဝိယုံအပြင်သို့ထုတ်လိုက်သည်ဘယင်ဒတဂရီကျွန်ုပ်ရဲ့အမိကဝါသိဋ္ဌဖြစ်တယ်လေးတော်တင်ကျင်ဟာယူဝဲရဲ့အဓိပတိအဖြစ်ဇနကမင်းကြီးကခန့်ထားတယ်အသင်ဟာလေးတင်ပွဲကိုဝင်ရောက်ဖို့အတွက်စီကန်းချက်နဲ့ညီညွတ်ပေတယ်သို့တော့ကျွန်ုပ်တခုမေးပြစီအသင်နိုင်ငံဟာဘယ်ဒေသမှာပါလဲအိန္ဒုမြစ်ရဲ့တောင်ပိုင်းအဓိပတိရဲ့မျက်လုံးများသည်အနှဲငယ်မေး၍သွားကြသည်အသင်ရဲ့မျိုးနွယ်စုဟာရောဒါဝရီယံပြီးခဲ့တဲ့ဆောင်းဦးရာသီကအတုရာဘယံကနေပြီးမာကဘယင်ရဲ့တပ်မဟာကိုတိုက်ခိုက်အောင်မြင်ခဲ့တဲ့ဒါဝရီယံမျိုးနွယ်စုပြည်သူများစီမှတဝဝတန်များစူညံသွားသည်အချို့ဘယင်များသည်သူတို့ဘေးတွင်ချထားတဲ့ဓာတ်ပေါ်သို့လက်ကိုတင်လိုက်ကြသည်အချို့ဘယင်တွေကတော့ဝိယုံစားများကိုတင်းကျပ်စွာရစ်ပတ်၍ကိုကျုံလိုက်ကြသည်အိမ်လူမြစ်တောင်ဘက်ဒေသဒါဝရီယံမျိုးနွယ်စုနှင့်အခြားမျိုးနွယ်စုများရဲ့တက်ဦးစံပိုင်လင်္ကာဒီပသိန်းကိုပြည့်ပြင်းဓာတဂရီဆိုတာကျုပ်ပဲကျုပ်ရဲ့မျိုးနွယ်မီကနမဟာယာဝနကိုင်းဒီလောက်ဆိုပြည့်စုံလောက်ပါပြီအဓိပတိအမေးအဖြေကိုရကြပါစို့ကျုပ်ဟာလေးတော်တင်ပွဲကိုလာခဲ့ခြင်းဖြစ်တယ်မျိုးနွယ်စုရဲ့ဒေတာအကြောင်းတွေဆွေးနွေးဖို့လာတာမဟုတ်ဘူးလေးတင်ပွဲရဲ့စီကန်းချက်တွေကိုကျုပ်သိပြရစေဇနသိဋ္ဌိစီကန်းချက်တွေကိုလင်္ကာဒီပဘရင်ကိုဖတ်ပြလိုက်ပါလေးတော်ဝန်ဇနသိဋ္ဌိကဂရီဘာအနီနဲ့ပြုတ်လုထားသောအဝတ်စာကိုဖြန့်ပြီးကျွန်ုပ်အနီးသို့ချင်းကပ်လာလေသည်ဤလေးတော်၏အမိကိုအထစန္ဒာဟုခေါ်၏ပြိုင်ပွဲ၏စီကန်းချက်ပထမအင်္ဂါရက်အားဖြင့်တော့ဤလေးတော်ကိုခုံပေါ်မှကြွချီနိုင်ရမည်ဒုတိယအင်္ဂါရက်အားဖြင့်တော့ယေရနာလေးညို့ကိုတင်နိုင်ရမည်တတိယအင်္ဂါရက်အားဖြင့်မြားသုံးစင်းကိုပြစ်လွတ်နိုင်ရမည်စီကန်းချက်များနဲ့အညီအင်္ဂါ300နဲ့ပြည့်စုံအောင်စွမ်းဆောင်နိုင်သည့်ပုဂ္ဂိုလ်သည်တီတာဒေဝီမင်းသမီးအားသိမ့်ပိုက်နိုင်၏အင်္ဂါ300နဲ့ပြည့်စုံရမယ်တဲ့လားဇနသိဋ္ဌိဘယ်ဘင်ဟာဒီစီကန်းချက်တွေအတိုင်းအထမြောက်ပြီးသွားပြီလေမြည်သည့်ဘင်မှမအောင်မြင်သေးကြောင်းကျွန်ုပ်သိနေပေမဲ့
ဆုံးရှုံးသူများ၏အဖြစ်ကိုထင်ရှားစေလို၍ကျွန်ုပ်မေးလိုက်သည်ဇနသိဋ္ဌိကဦးကောင်းကိုခါရမ်းလိုက်သည်ဘယ်ပြင်တပားမှမအောင်မြင်သေးပါဘူးလေးတော်ကိုခုံမောကကြွလာအောင်ဆိုတဲ့ပထမအင်္ဂါရက်ကိုတောင်မစွမ်းဆောင်နိုင်ကြဘူးဒီလိုစွမ်းဆောင်နိုင်မှုလည်းမလွယ်ပါဘူးကျွန်ုပ်တို့ကိုယ်တိုင်ဒီတဲနန်းတွင်းမှာလေးတော်ကိုထားဖို့အတွက်ခွန်အားဗလာများစွာအသုံးချခဲ့ရတယ်တန်ချင်းနီဂျေးဝါလောဟာငွေရွှေတပ်ထုများကိုရောဆက်ပြီးဒီလေးတော်ကိုပြုတ်လုပ်ထားတယ်လင်းညိုကျိုးသည်ပင်လင်ရွှေနှမ်းများကိုအလွန်သေးငယ်စွာနဲ့အနုစိတ်ပြီးဆက်ဆက်ရှက်နွယ်ထားတာဖြစ်တယ်လက်ကင်နေရာကရွှေချထားတာမဟုတ်ဘူးအတွင်းနှစ်မှာပါရွှေတုံးဆိုင်ကဖြစ်တယ်လေးတော်ဝင်သည်သူကျွမ်းကျင်ပန်းတိုင်နှင့်အမှုကိစ္စကိုဂုံယူတဲ့အတန်နဲ့ရှင်းပြနေသည်သူ၏မျက်လုံးများထဲမှာကျွန်ုပ်ကိုအထင်သေးတဲ့ပုံရိပ်တွေကိုလည်းတွေ့နေရသည်ဆက်ပြောပါဦးမူလလေးချိန်တဲ့အစာပေါင်းများစွာပို့ပြီးလေးစီတဲ့အကြောင်းတစ်ခုရှိသေးတယ်အဲ့ဒါကတော့နတ်ဒေဝတာများရဲ့တကူတော်ပဲနတ်ဒေဝတာတွေကဘရင်သမီးတော်တီတာဒေဝီကိုစောက်ရှောက်တော်အားဖြင့်ခတ်ထန်ကြမ်းတမ်းပြီးအစင်းအင်ကမတင့်နေတဲ့လူရိုင်းတွေကိုမမနိုင်အောင်ဒီလေးတော်ကိုစောက်ရှောက်ကာကွယ်ထားကြတယ်လေတခြားကာလတခြားဒေသသာဆိုပါကအဲ့ဒီစကားကိုပြောရတဲ့ဇနသိဋ္ဌိကိုကျွန်ုပ်ကကင်ပေါက်ဖြတ်စည်းလိုက်မိဖြစ်သည်ဇနသိဋ္ဌိကအဲ့ဒီစကားတွေကိုပြောပြီးကျွန်ုပ်ကိုအယုတ်ဆိုးစွာပြုံးပြရင်းနဲ့သူ့နေရာသို့ထွက်သွားလေသည်ကျွန်ုပ်ကရွှေချီပေါက်ဇာပေါ်ဝါအတွင်းကိုလှမ်းကြည့်လိုက်ပြီးတီတာဒေဝီကဇာမဏီငှက်မွေးရက်တောင်နဲ့သူ့မျက်နှာကိုကာလိုက်လေသည်ရန်ရွှေတော်နှစ်ဦးကလည်းတီတာဒေဝီရှိမှကွယ်ရက်ကြသည်ကျွန်ုပ်ရင်ထဲတွင်နာကျင်သည့်ခံစားမှုတစ်မျိုးရိတ်ခနဲဖြစ်သွားသည်ကျုပ်ဟာမင်းတို့တလောက်တောင်အသွင်သဏ္ဍာန်စိုးဝါးနေလားတီတာရဲ့စိတ်ထဲကရေရွတ်ပြီးလေးတင်ကုန်ရှိရာကိုလာခဲ့သည်လေးတော်ဝင်ဇနသိဋ္ဌိတင်ညာတန်ကထွက်ပေါ်လာပါတော့သည်လေကာဒီပပြစ်ရှင်တတဂီတိဘရင်ကလေးတင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ပါလိမ့်မယ်အသက်ကိုပြင်းပြင်းရှူရှား၍ခွန်အားတွေကိုလက်ယုံတွင်းသို့စူးစီးပို့ဆောင်လိုက်သည်ထိုအခိုက်တွင်နှစ်ရက်နဲ့တညတိုင်းတိုင်းယထာကိုမနာရန်မောင်းလာခဲ့ရသည့်အဖြစ်ကိုသတိရပြီးငါပင်ပန်းနွမ်းနေနေတယ်လို့စိတ်ထဲကရေရွတ်လိုက်သည်မိထီလာကိုရောက်ရောက်ချင်းမှာပဲနားနေပန်းပင်မှုကိုမပြေဘဲနဲ့တင်းနှန်းကိုဓာတ်ရိုက်လာသည့်အဖြစ်ကိုလည်းတတိရလိုက်သည်ကျွန်တော်၏စိတ်ထဲမှာတစုံတစ်ခုကိုစိုးနှောင်ပူပန်သွားမိသည်သို့တော်လည်းထပ်မံ၍အသက်ကိုရှူလိုက်သည်ကျွန်ုပ်လက်ဖြတ်နဲ့လက်ဖွားသည်အနီရောင်တန်းလာခဲ့သည်လေးဘိုးချက်ရွှေလက်ကင်ပေါ်သို့လက်ကိုတင်လိုက်သည်နောက်ဆုံးတတိယကျင်းအသက်ရှူလိုက်ပြီးလေးကိုဆွဲမလိုက်သည်ရှိသမျှခွန်အားကိုလက်ကောက်ဝတ်သို့စီးဆင်းစေလိုက်သည်လေးကကြွမလာချေအန်ကိုကြိတ်လျက်ပခုံးသားမှအင်အားများကိုညှစ်ထုတ်ပြီးမယူလိုက်သည်အင်အားတွေရောရမည်ဆိုသဖြင့်ကျွန်ုပ်၏အသက်ကိုမရှူဘဲအောင့်ထားသည်ထိုအချိန်ကာလသည်ကျွန်ုပ်၏တသက်သားဝဲအကြာရှည်ဆုံးအသက်မရှူဘဲနေပြီးသောကာလဖြစ်ပေတော့သည်သို့သောလေးကကြွမလာချေဝဲရပတ်ဝန်းကျင်မှအတန်များထွက်ပေါ်လာသည်ဒင်းတို့ဒါဝရီယန်တွေတောင်ပိုင်းသွားတွေဟူသောအတန်ချို့ကိုလည်းကြားရသည်ထိုအခါကျွန်ုပ်၏ကိုယ်ထဲ၌ဒါဝရီယန်သွေးတွေကစုပြတ်လာခဲ့သည်စောစောကအသက်မရှူမိတဲ့အမောက်ကိုလည်းဆင်ကျင်မိသည်ထို့ကြောင့်ရွှေလက်ကင်ပေါ်မှလက်ချောင်းများကိုအသားအရာဖြေလျှော့လိုက်ပြီးအသက်ကိုမှန်ကန်စွာရှူလိုက်ရသည်ရဲတန်းသွေးသောအတန်များနှင့်လောင်ပြောင်တဲ့အတန်တွေကိုကြားလာရသည်ထိုအခိုက်တွင်ကျွန်ုပ်သည်လေးတော်တင်ခြင်းလုပ်ကိုခတ်တာရပ်ဆိုင်ပြီးတေးအနံတွင်းရှိပြိတ္တအားလုံးကိုအရင်ဆုံးတိုက်ခိုက်တပ်ဖြတ်ရန်စိတ်ကူးမိသည်သို့သောဒေါသကိုပြန်လည်မျိုးသိပ်လျက်အသက်ကိုပြန်ရှူခွန်အားတွေကိုပြန်စုစည်း၍ရွှေလက်ကိုင်းကိုတင်းဆုပ်လိုက်ပြန်သည်ကဘာမြေကြီးတစ်ခုလုံးကဤလေးပေါ်သို့ကြောက်နေပြီသူထင်မိသည်ကျွန်ုပ်လက်မောင်းမှသွေးကြောများသည်တောင်တန်းများနဲ့တူနေပြီးချွေးသည်ချွေးပေါင်များသည်သွေးကြောများကြားဖြတ်တန်းစီးဆင်းနေရာကတောင်တန်းများကြားမှာမြစ်ချောင်းများလိုဖြစ်နေသည်ဒါဝရီယန်အတွက်ပြီးတော့ချစ်ချင်းမြတ်တာအတွက်အဲ့ဒီနှစ်ခုကိုစိတ်ထဲကကြုံသွားပြီးအားကုန်စိုက်၍မလိုက်ရာလေးသည်ကျွန်ုပ်၏လက်အတွင်းသို့ကြွလျက်ပါလာချေခဲ့ပြီအတန်များအားလုံးတိတ်သွားသည်ပထမအင်္ဂါရက်ကပြည့်စုံခဲ့လေပြီလေးကိုလက်ဝဲဘက်လက်ဖြတ်ကန်ပြီးမြေပြင်ပေါ်ကိုခက်ခဲစွာထောက်ထားလိုက်သည်လေးညိုကိုတင်ရပြီလိမ့်မည်လေးညိုကိုကျွန်ုပ်ဆွဲကန်လိုက်သည်ရွှေနန်းတို့ဖြင့်သွန်ခတ်ထားသောလေးညိုသည်
အေးဆက်မာကြောတဲ့အထီတွေကိုစောင့်ပေသည်ဝဲဘက်လက်ဖြင့်လက်ကိုထောင်ထားပြီးရာလက်ဖြင့်လေးညို့ကိုတင်ရန်ကျွန်ုပ်ဆက်လက်ကြိုးစားသည်အပေါ်ဘက်မှလေးကိုင်းများသို့ရောက်အောင်လေးညို့ကိုဆွဲတင်ရစ်ပတ်ရပေမည်အောက်ဘက်လေးကိုင်းများတွင်ရစ်ပတ်ထားပြီးသောလေးညို့သည်မြေကြီးထဲမှဝင်ရောက်အမြင့်တွယ်နေသည်ဟုထင်ရပေသည်ညို့ကိုဆွဲငင်သည့်ကျွန်ုပ်၏ရာလက်သည်တဆက်ဆက်ခါနေသည်လက်ယုံလက်မောင်းကြွသားများသည်အရေပြားကိုဖောက်ထွက်တော့မည်လို့ထင်ရပေသည်လေးညို့ကိုတင်ခြင်းကလေးကိုင်းကိုကွေးခြင်းတစ်စီမြည်တို့ပင်ဤအဆင့်သည်ပထမအဆင့်ထက်တာလွန်ခက်ခဲလာပေသည်သွေးများသည်လက်ကောက်ဝက်လက်စစ်နှင့်လက်ချောင်းများထိတ်မှနေ၍ပန်းထွက်တော်မူအလားหนีရဲလာကြလေသည်ညို့ကိုဖေးယူအားပြုထားသည့်လက်ဖနှောင်သည်ပေါက်ပြဲစုပ်ပြက်ခါအရေကုန်များကွာကြကုန်လေပြီလေးကိုကြွချီလာစဉ်ကတိတ်ဆိတ်သွားသောအတန်သည်ပြန်လည်ထွက်ပေါ်လာပြန်သည်ကျဲလောင်သောရီမောလိုက်တဲ့အတန်များကိုပင်တစ်ချက်တစ်ချက်ကြားနေရသည်ချွေးသည်ချွေးပေါက်တွေကနှစ်ဖူးပြင်ထက်မှမျက်လုံးများတွင်ကိုစီးဝင်ကြကုန်ပြီကျွန်ုပ်ပထမဆုံးသတိထားမိသည်ကကျွန်ုပ်၏အသက်ရှူတန်းသည်ကြက်ကြမှန်ကန်မှုလျော့ပါလာခြင်းဖြစ်သည်ရှူထုတ်တံများကနှာဝမှထွက်ပေါ်လာပြီးရှူရှိုက်တံတွေကပါဇက်ကထွက်ပေါ်လာကြသည်ဒုတိယသတိထားမိသည်မှာကျွန်ုပ်ဦးခေါင်းထဲတွင်မူးဝေလာခြင်းပင်ဖြစ်သည်လေးကိုကြွလောင်ချီမခဲ့စဉ်ကမောပန်းလွှဲနေမှုကိုလည်းပြန်တတိယနေပြီးပြန်သည်နားထဲတွင်မှလည်းရဲမိုးလောင်ပြောင်တံများနှင့်အတူတဟူးဟူးလေတံများအဆက်မပြတ်သောစူးရှာသည့်အတန်များကိုလည်းကြားနေရသည်လင်းညိုကလေးကိုင်းလေသို့ရောက်လာသည်အပေါ်ဘက်ထိပ်ဖားပန်းကိုရောက်ရန်ကြံတဝိတ်ခက်ခဲခြင်းသည်ယခုရောက်ရှိလာသောတဝက်တဲ့အစာပေါင်းများစွာပြင်းထန်လိမ့်မည်ဟုကြိုတင်မှန်းဆနေမိသည်ချစ်ချင်းမြတ်တာအတွက်စိတ်ထဲကကြုံသွားရင်တစ်ဆက်တည်းမှာပဲရွှေကြီးဖောက်ပေါ်ဝါခန်းစည်းတစ်ဖက်မှာသီရာဒေဝီကိုကျွန်ုပ်ဝေးဝါ၍ကြည့်လိုက်မိသည်လေးကိုင်းတဝက်ထိရောက်နေပြီဖြစ်သောညို့ကိုကြည့်နေသည့်တီဝါ၏လှပသောမျက်နှာသည်သွေးဆုပ်လျက်ဆွတ်ဆွတ်ဖြစ်နေပါလေတကားပြင်းထန်သောထိတ်လန့်မှုသည်ထိတ်လန့်သည့်အရေးလက္ခဏာကသူမ၏မျက်လုံးမှာအထင်းသားပေါ်လွင်နေသည်ရန်ရွှေတော်နူး၏လက်များကိုတင်းကျပ်စွာဆုပ်ကင်ထားသည့်သူ၏အမူအရာတွင်ကြောက်လန့်ခြင်း၏တရုပ်တို့အထင်ရှားမြင်နေရသည်ပြင်းထန်သောနေကြီးမြစ်စီဖြစ်နေသောကျွန်ုပ်၏ရင်ထဲမှမောပန်းမှုအပေါ်တွင်နှလုံးနာကျင်မှုတွေကထပ်ဆင့်ဖြစ်ပေါ်လာခဲ့သည်လက်ဖနှောင်စီမှတသွင်သွင်ယိုစီးလျက်ရှိသောသွေး၏အနီရောင်သည်တစတစပြန့်ကျဲလာသည်ထိုအနီရောင်ထဲမှာကြောက်ရွံ့ထိတ်လန့်နေတဲ့သီရာဒေဝီရဲ့ဖြော့တော်သောမျက်နှာကပေါ်လာခဲ့သည်သီရာဒေဝီဟာငါ့ကိုမြင်ကွင်းမှာအမောင်တိုက်ဖြစ်ထွန်းသွားခဲ့သည်ညို့သည်ကျွန်ုပ်လက်တွဲမှလွတ်ကျသွားသည်အော်ဟစ်ရေမောတန်ကတဲနံတွင်တိမ့်တိမ့်ညံသွားသည်ကျွန်ုပ်၏နားထဲမှာတော့သူငါ့ကိုကြောက်နေတယ်သူငါအောင်မြင်မှာကိုထိတ်လန့်နေတယ်ဆိုတဲ့အတန်တွေကပဲ့တင်ထက်နေပါတော့တယ်ကျွန်တော်၏နှလုံးသေးဖို့သည်ကရွင်းမှာနားမှာမျက်စိအတွင်းမှာတစားစီတစ်ဖက်စီလွင့်စင်ကျသွားတော်မူဟုခံစားရပါသည်ထို့နောက်ကျွန်ုပ်သည်လေးတော်ကိုဆက်ဆုပ်စွာနဲ့ခုံမော်သို့ပြန်ထားလိုက်သည်ဘယ်နဲ့လဲဓာတ်တော်ကြီးဘင်းရဲ့နတ်ဒီယိုတာတွေစောက်ရှောက်ထားတဲ့လေးတော်ကိုအသင်အင်္ဂါ300နဲ့ညီအောင်မစွမ်းဆောင်နိုင်ဘူးမလားဇနအသိဋ္ဌိကဝိယုံကိုဝင်ကြားစွာခါရမ်းလျက်စကားဆိုလာခဲ့သည်ဂုံချက်သည်အလင်းကင်းမဲ့တဲ့ထိုလေးတော်ဝင်၏လေတံသည်မောဟိုက်ပင်ပန်းနေသောကျွန်ုပ်အားကြာဖို့ဖြစ်ရိုက်လိုက်သလိုဖြစ်သွားသည်ကျွန်ုပ်ကလက်နှစ်ဖက်ကိုပိုက်လိုက်ပြီးသူ့အားအငိကရင်ဆိုင်လိုက်သည်ပရိသတ်ကကျွန်ုပ်တို့နှစ်ဦးကိုစူးစိုက်ကြည့်နေကြလေသည်ကျုံမေးတော်ဖြေတဲ့ဇနသိဋ္ဌိဒီလေးတွင်ဝဲကိုဝင်ရောက်ဆင်နွှဲတဲ့မျိုးနယ်စုဖြစ်ရင်ဘယ်နှဦးရှိသလဲဒါဝရီယန်နဲ့ကတော့တင်တူဦးပဲကျုံမေးတာကိုကောင်းကောင်းဖြေပါအာရီယန်လေးတော်ပိုက်ထားသောလက်ကိုဘေးကိုချလိုက်တဲ့အတွက်ဇနသိဋ္ဌိကနောက်ကိုမတိမတာဆုတ်သွားလေသည်မျိုးနယ်စုဘရင်ပေါင်း100လေးရဲ့အဖျားအမိတ်အစွန်းကိုကြွအောင်မိုက်နိုင်တဲ့ဘရင်ဘယ်နှယောက်ရှိသလဲ10ဦးလေးကိုလှုပ်သွားအောင်ကြွနိုင်တဲ့ဘရင်ကရော9ဦးလေးတစ်ခုလုံးကြွအောင်မနိုင်တဲ့ဘရင်ကျုံမေးနေတာမကြောက်ဘူးလားလေးတစ်ခုလုံးကိုကြွအောင်မနိုင်တဲ့ဘရင်ဘယ်နှယောက်ရှိသလဲလို့မရှိဘူးတော်ဝီဇနသိဋ္ဌိတင့်ကိုကျွန်တော်စကားဆက်မပြောတော့ဘူးအဓိပတိနဲ့ပဲကြုတ်ပြောရလိမ့်မယ်မျက်နှာမဲနေတဲ့ဇနသိဋ္ဌိကိုတွန်းဖယ်လျက်ကျွန်ုပ်ကစင်မြင့်ရှိရာသွားလိုက်သည်လင်္ကာဒီပဘရင်
အနှဲငယ်စကားပြောလိုပါတယ်ပြောပါဒါဝရီယံဘီရင်ဒီမှာရှိတဲ့တရားသောမျိုးနယ်ဘီရင်တွေကတရားမှလေးကိုကြွအောင်မမနိုင်ဘူးကျွန်ုပ်ဟာမနိုင်ခဲ့တယ်ပြီးတော့လေးညုတ်ကိုတင်ရန်ကြိုးစားခဲ့တယ်တင်တဝက်ပဲတင်နိုင်ခဲ့တာပဲထားပါတရားသောမျိုးနယ်သူဘီရင်များတဲ့ကျွန်ုပ်တာလွန်ချောင်းကိုဒီတဲနန်းတွင်းကဘသူညင်းကျင်တယ်လဲအတန်များကအုပ်ကြက်ကြက်ဖြစ်လာခဲ့သည်ကျွန်ုပ်ကအဓိပတိထမနွေပြိသက်ထံကိုမျက်နှာမူလိုက်ပြီးဂရီဝါထိုင်ကုန်များပေါ်ရှိဘရင်တိုးစီရဲ့မျက်နှာကိုစစ်စစ်ကြည့်ရင်းနဲ့တဲနန်းဘိုးဇနီးသားမွေးခင်းထားတဲ့စဝိုင်းပေါ်ကိုရှောက်လာခဲ့သည်စဝိုင်းပုံပေါ်ရှိခြေသေးဥကောင်းရုပ်ပုံထက်သို့ခြေစုံရက်လိုက်ချိန်မှာအပန်အားလုံးကတိတ်ဆိတ်သွားခဲ့ကြသည်လေကာဒီပဘရင်ဓာတ်တော်ဂီရီဟာတရားသောမျိုးနယ်သူဘရင်များတဲ့တာလွန်ကြောင်းဘသူညင်းကျင်တယ်လဲတစုံတယောက်ကညင်းကျင်တယ်ဆိုရင်သူအနှစ်သက်ဆုံးလက်နက်ကိုဆွဲခံပြီးတော့ဟောဒီနေရာကိုလာခဲ့ပြီးတော့အတန်များသာမကလှုပ်ခါမှုများပါရပ်ဆိုင်သွားကြသည်တင်စကားကိုဘသူမှမငင်းနိုင်ဘူးလင်္ကာဒီပဘရင်ခဏကြာမှအဓိပတိကအဖြေပေးတယ်ဒီတင်းနန်းတွင်လာရောက်တဲ့ဘရင်တွေကကျင်းရတော့ရွေးကောက်ပွဲကိုလာကြတာမလားဟုတ်ပါတယ်လင်္ကာဒီပဘရင်တီရာဒေဝီကိုလက်ထပ်ခြင်းလို့မလားတင်ဘာပြောချင်လဲဓာတာဂီရီဘရင်အားလုံးတီရာဒေဝီကိုလက်ထပ်လို့မှုအတွက်ရောက်ရှိနေကြတယ်ဓာတာဂီရီကဘရင်အားလုံးတဲ့တာလုံးနေဒါကြောင့်တီရာဒေဝီကိုကျွန်ုပ်လက်တွင်းသို့အနှင်းပါအတန်များကတဝဝဆူရန်သွားပြီးလှုပ်ရှားမှုဖြင့်ပြန်လဲအသက်ဝင်လာသည်အားလုံးငြိမ်ကြပါလေးတော်တင်ပွဲရဲ့အဓိပတိဖြစ်ကျွန်ုပ်စကားပြောလို့အဓိပတိကမတ်တရက်ပြီးတောင်ဝေးကိုကျမ်းပေါ်သို့စောင့်ချလိုက်သည်လင်္ကာဒီပဘရင်ဓာတာဂီရီဟာအားလုံးပဲစွမ်းရည်ပုံမသားလွန်းနေသို့တော့လေးတင်ပွဲရဲ့အင်္ဂါ300နဲ့မကိုက်ညီဘူးသူဟာလေးကိုကြွချီနိုင်တယ်သူဟာညို့ကိုတင်ရန်ကြိုးစားတယ်ဒါပေမဲ့မအောင်မြင်ဘူးဒါကြောင့်တီရာဒေဝီကိုဓာတာဂီရီလက်ကိုမအပ်နိုင်ဘူးအဓိပတိကနေရာမှာပြန်ထိုင်လိုက်သည်တင်လင်္ကာဒီပဘရင်ရဲ့စံသားနဲ့တောင်းဆိုမှုကိုစန့်ကျင်တာလားအဓိပတိကျွန်ုပ်ကလင်မြန်သောအဟုန်နဲ့တဲနန်းဘဟုမှစင်မြင့်နီးသို့ချင်းကန်လိုက်သည်တန်လက်ကိုဆွဲကန်လိုက်သည်တယုံယုံထထံများနဲ့လက်နဲ့ပြင်စင်တန်သားကိုကြားလိုက်ရသည်ပြိတ္တဘက်သို့ကျွန်ုပ်ပြန်လှည့်လိုက်သည်မိမိတိုင်းပြည်ရဲ့ရာဇပလင်ထက်မှနေရာလွတ်မသွားခြင်းအားလုံးကိုယ့်နေရာကိုရက်ကြလိုက်စမ်းတီရာတူရဲ့နေရာရှိမှာအာရီယန်စစ်သည်များကပိတ်ဆို့နေရာယူလိုက်ကြသည်တဲနန်းတွင်းရှိပြည်များသူတို့၏စစ်သည်များလည်းလှုပ်လှုပ်ရွရွဖြစ်သွားကြသည်တီရာဒေဝီကိုကျွန်ုပ်လက်သို့အပ်ပါအဓိပတိတင်ထွက်သွားလိုက်စမ်းဓာတာဂီရီကျွန်ုပ်ကတန်လက်ကိုဝင့်လျက်စင်မြင့်ထက်သို့ခုန်တက်လိုက်သည်ထိုအခါအဓိပတိနောက်ွယ်မှအေးဆေးသောအတန်တန်ထွက်ပေါ်လာလေသည်လင်္ကာဒီပဘရင်ဟာစီကန်းချက်နဲ့မကိုက်ညီဘူးဆိုတဲ့ဘိုးဘိုးအဓိပတိရဲ့စကားကိုတော့လက်ခံရပါလိမ့်မယ်အတန်ရှင်ကအဓိပတိရှိမှကာ၍ရက်လိုက်သည်သူသည်ကျွန်ုပ်ကိုပြုံး၍ကြည့်နေသည်အထူးခြားဆုံးကသူ၏မျက်လုံးများပင်သူ၏မျက်လုံးများရှိမျက်စံသည်စိမ့်ညုံညူဖြစ်နေပြီးဘရင်တစ်ပါး၏ဝတ်စားတန်သားနှင့်မတူသောသူ၏ဝတ်ယုံသည်လည်းအစိမ်းရောင်ဖြစ်သည်သို့သောရှည်လျားသောအရာမောင်းနှင့်ဝင်းဝါသောအသားရည်ကြောင့်သူလည်းအာရီယန်မျိုးနွယ်စုပင်ဖြစ်လိမ့်မည်လို့ကျွန်ုပ်ခံမှန်းမိသည်ဝါသောအသားရည်တွင်အကျော်များကအခြားသောအာရီယန်တို့ထက်ပို၍စိတ်နေကြသည်မုတ်စိတ်နှင့်ပမြိုင်းတွေကိုရိတ်တိုင်းထားတော့မျက်နှာပြင်သည်လည်းအစိမ်းရောင်ဖြစ်နေသည်သူ့တစ်ကိုယ်လုံးကအစိမ်းရောင်လွှမ်းနေလေတော့သည်ဘိုးဘိုးအဓိပတိကြီးကလေးတင်ပွဲရဲ့ဦးစီးချုပ်ဖြစ်ပါတယ်ဒါကြောင့်သူဟာလေးတင်ပွဲရဲ့စီကံအတွင်းကသာပြောဆိုဆုံးဖြတ်ပင်ပေါ့ဒါဟာအမှန်တရားပဲဓာတာဂီရီပြင်းမြန်းစိန်တော်သူကဖြစ်ပေါ်နေသောအခြေအနေနဲ့ဆန့်ကျင်စွာအေးစစ်စစ်စကားပြောနေသည်ကျွန်ုပ်သည်ထိုသူ၏အစိမ်းရောင်တရံ၌ရုတ်တရက်စိတ်ဝင်စားမိသွားဖြစ်တန်လျက်ကန်ရင်ရပ်တန့်နေမိသည်အကိုပြောတာဟုတ်ပါလေဘိုးဘိုးအဓိပတိရဲ့ဆုံးဖြတ်ချက်ဟာအပိုလိုမရှိပါဘူးနောက်ထပ်အတန်တစ်ခုကနောက်ွယ်နားမှာပေါ်လာပြန်သည်စိန်တော်သူနှင့်ရုပ်ချင်းစီသည့်လူတစ်ယောက်ထွက်လာပြန်သည်သူလည်းထူးခြားမှုတစ်ခုကိုစောင့်နေပြန်သည်အသားဝါသောအာရီယာများကြားသည်သူရဲ့အသားကပို၍ဝါနေသည်အကြောင်းမူသူရဲ့မျက်စံအိမ်ကအဝါရောင်ဖြစ်နေသောကြောင့်ပင်မျက်ခုံးနဲ့မျက်တောင်မွေးများတွင်လည်းအဝါရောင်မွေးများကရောနှောနေသည်
သူ့ရဲ့ဝေယုံကလည်းအဝါရောင်ဖြစ်နေပြန်သည်လူနှစ်ယောက်ကအဓိပတိဝဲရာတွင်ရပ်လိုက်ကြသည်စိမ့်သောလူနှင့်ဝါသောလူစိမ့်သောလူကစကားကိုပြန်ဆက်လေသည်တတဂိရိဘယင်ကဒီမှာရှိတဲ့ဘယင်များအားလုံးတဲ့တာလွန်ကြောင်းဘယ်သူမှမငင်းနိုင်ပါဘူးလေးတော်ကိုလည်းဘယင်များအားလုံးတဲ့ပို့ပြီးတော့စမ်းဆောင်နိုင်တယ်ဟုတ်တယ်အကိုပြောတာဟုတ်တယ်တတဂိရိဘယင်ရဲ့အားနဲ့ကြိုးစားအားထုတ်မှုဟာအင်မတန်ချီးကျူးစရာကောင်းပါပြီလေအကြီးဖြစ်တဲ့စိမ့်သောလူကိုအငယ်ဖြစ်တဲ့ဝါသောလူကထောက်ခံတယ်ဒီတော့အတင်တို့ကဘာလုပ်ချင်တယ်လဲကျွန်ုပ်ကခက်ဆက်ဆက်မေးလိုက်လေသည်အေးစစ်စစ်စကားပြောအောင်တတဂိရိဘယင်မြတ်တန်တန်အတွင်းမှာတိုက်ခိုက်တက်ဖြတ်ကြရင်ဟောဟိုကတီတာဒေဝီအတွက်လည်းအန္တရာယ်ရှိနိုင်ပါတယ်ဒါတော့ဟုတ်တယ်ကျွန်ုပ်ကတန်လျက်ကိုအိမ်တွင်းသို့ပြန်လဲသိမ်းဆဲလိုက်တဲ့အတွက်လက်နက်တွေကိုထုတ်ကိုင်ပြင်ဆင်ထားကြတဲ့တခြားသူတွေကလည်းလက်နက်တွေကိုသိမ်းပြီးတော့နေရာမှာပြန်ထိုင်ကြတယ်တီတာဒေဝီနေရာရှိမှစစ်တယ်များကလည်းလက်နက်များကိုသိမ်းဆဲလိုက်ကြပေမဲ့နေရာကိုဖယ်ရှားခြင်းမပြုကြရှိအဓိပတိကသူ့လူနှစ်ယောက်ဟာပခုံးတစ်ဖက်စီတွင်ပိုင်းဖက်လိုက်သည်မင်းတို့ညီကိုနှစ်ယောက်ကိုနဲ့မဆိုင်တဲ့ကိစ္စမှာဝင်မပါနဲ့တော့ဒါဟာဘယင်တွေရဲ့လေးတင်ကျင်အောင်ရွေးပဲဘယင်တွေရဲ့လေးတင်ပွဲမှာဘယင်သားတွေရောလုံးဝမဆိုင်တော့ဘူးလားဘိုးဘိုးကြီးဟုတ်တယ်ဘိုးဘိုးကျွန်တော်တို့ညောင်စလုံးဟာဘယ်ဘယင်ရဲ့စစ်တီကိုရံတော်ဖြစ်နေမှာလာကြတာမဟုတ်ပါဘူးအော်ဒင်းတို့ကဘယင်သားတွေကိုလို့ကျွန်ုပ်ရေရွတ်မိသည်သို့တော့ကျွန်ုပ်နဲ့အသက်အရွယ်မတိမ်ရင်းရှိသောအကြီးရောအငယ်ပါအဝတ်စားတန်တာတွေကမေးမိန်လာပြီတန်မန်လူများဆိုရင်တော့မြေသို့များမထူကြတော့လေဘယင်သားများဆိုရင်တော့အဝတ်စားတန်တာတွေကတောက်ပြောင်မှုမရှိကြစေပြီးတော့ပြောဆိုသုံးတာတွေကလည်းတန်မန်မျိုးတွေဆန်လာပြီတင်တို့ကဘယင်သားတွေလားဘယ်တိုင်းပြည်ကလဲဘယ်ဘယင်လဲကျွန်ုပ်ရဲ့မိကိုအဓိပတိကဝင်၍ဖြေလေသည်အာယုဒ္ဓယပြည်တထယတဘယင်ရဲ့သားတွေပဲကျွန်ုပ်အမိကယာမကျွန်ုပ်ရဲ့ညီကကျွန်ုပ်ကလက္ခဏာအော်သူတို့ရဲ့အမိများကိုထုတ်ဖော်ပြောကြသည့်အခါတွင်ကသူတို့ရဲ့ဟန်မန်လေတံ၌ငါကုံကြွားမောက်သည့်လေတံကပါလာခဲ့သည်လေးတင်ဘွဲကိုကြည့်ရှုဖို့သူတို့လာကြတယ်သူတို့ဟာကျွန်ုပ်ရဲ့တပည့်ရင်းနေပါအဓိပတိကမုတ်စိတ်ဖြူတွေကိုလက်နဲ့တက်ရင်းနဲ့ရှင်းပြနေပြန်သည်ကဲပါဒါတွေကအရေးမကြီးပါဘူးကျွန်ုပ်ရဲ့တောင်းဆိုမှုကိုအဓိပတိဘယ်လိုဆုံးဖြတ်မလဲစောစောကဆုံးဖြတ်မှုမျိုးကိုတော့အဓိပတိရှောင်စေချင်တယ်စိမ့်သောလူနဲ့ဝါသောလူညီကိုနှစ်ယောက်ထံမှစိတ်အာရုံကိုဖယ်ခွာပြီးအဓိပတိနဲ့ကျွန်ုပ်မျက်နှာချင်းဆိုင်လိုက်သည်အဓိပတိကမျက်ခုံးတစ်ဖက်ကိုတွန်းလိုက်ပြီးစကားပြောရန်ပါးစပ်ဟလိုက်စမှာပဲစိမ့်သောလူကဝင်ပြောပြန်လေသည်လေးတင်ပွဲတတ်မှတ်ထားတဲ့အချိန်ကမစေသေးဘူးမလားပါဝင်ဆင်နွှဲခွင့်ပြုပါဘယ်နဲ့လဲညီလေးဟာဟုတ်တာပေါ့အကိုဘိုးဘိုးကျွန်တော်တို့ကိုလေးတင်ပွဲဆင်နွှဲခွင့်ပေးပါကျွန်တော်တို့ပါဝင်ပြီးတော့လေးတင်ပွဲဝင်နွှဲပြစီအဓိပတိကမျက်မှောင်ကျုပ်ပြီးသူ့တပည့်ကိုကြည်ရင်းနဲ့ကျွန်ုပ်ကိုလှမ်းကြည့်လိုက်သည်ကျွန်ုပ်၏ပြဿနာကိုအချိန်ဆွဲထားနိုင်ကောင်းရဲ့ဆိုတော့အကြံစီမျိုးကိုကြံစီရမိရတူလေသည်ညီကိုနှစ်ယောက်ကိုသူကခွင့်ပြုလိုက်သည်သူတို့ဟာဘယင်နေလည်းမဟုတ်ဘူးပြီးတော့ရုပ်ပုံရွှေလာကိုရရှိပြီးတော့တက်ရောက်လာသူလည်းမဟုတ်ဘူးဒါကြောင့်သူတို့ကိုခွင့်ပြုသည်မူဟုတ်ကန့်ကွက်ပိတ်ပင်ရန်ကျွန်ုပ်တတိယလိုက်ပေမဲ့ကျွန်ုပ်နဲ့မဆိုင်သောအရာဖြစ်၍ဘာမှမပြောလိုက်တော့ဘူးထို့ပြင်စိမ့်သောလူနဲ့ဝါသောလူနှစ်ယောက်တို့သည်ကြပြချင်းတေးလင်ကားတို့ဖြင့်မှွေလျော်နေကြတဲ့ဘယင်သားအိမ်ရှိစာမင်းသားများလိုပျော့ပြောင်းတဲ့အသွင်ရှိပေသည်ဒိုးသောလူငယ်တွေကအေလေးကိုမရန်တင်ရန်ပြည့်ရန်ကြိုးစားဆိုသည့်စကားကိုကျွန်ုပ်ကရည်ကျင်နေမိသည်ထို့ကြောင့်အပြင်းပြေရည်စရာမောစရာဖြစ်သူတို့ကိုလေးတင်ဘွဲကိုကြည်ရန်နဲ့တီရာဒေဝီကိုကျွန်ုပ်သိမ့်ပိုင်မဲ့ရေးအတွက်ကြံစီစိတ်ကူးရန်စသည့်အတွေ့အကြုံအသာညင်၍နေလိုက်သည်ထို့ပြင်အာရီယန်မျိုးနွယ်စုဝင်ဘီယံတစ်ပါး၏သားတွေကလေးတင်ပွဲဆင်နွှဲတာကိုကျွန်ုပ်ကြည့်ရှုရင်မော၍ပြန်လဲလှောင်ပြောင်မယ်လို့လည်းကျွန်ုပ်စိတ်ကူးထားမိလေသည်ကျွန်ုပ်သည်လေးနဲ့မနေဝေးမှာရပ်နေလိုက်သည်ဇနဒိဋ္ဌိကရှေ့ကိုတိုးထွက်လာပြီးကျင်ညာလိုက်သည်အာယုဒ္ဓယပြည့်ရှင်ဘယင်ယတ္တတထရဲ့သားတော်နှစ်ပါးဖြစ်တဲ့ယာမမင်းသားနဲ့လက္ခဏာမင်းသားတို့ဟာလေးတင်ပွဲကိုဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်
လူစိမ့်နဲ့လူဝါတို့သည်လေးတင်ရှိရာကိုထွက်လာခဲ့ကြသည်ညီလေးမင်းရင်ရှင်ပြိုင်အကိုကနောင်တော်ဖြစ်ပါတယ်အကိုဥစွာဝင်ရောက်ပါနောင်တော်အမိန်ပေးနေတဲ့လက္ခဏာမင်းသွားလက္ခဏာကဥညွန်ပြီးအတိပရိဘက်ကိုလှည့်ပြီးတော့ဒူးထောက်လိုက်သည်ရှာမကသူ့ရဲ့ညီကိုလက်ရုံးလက်မောင်းတွေကိုနှိပ်နယ်ခြေဆုပ်၍ပေးနေသည်ညီလေးအကိုပြောတာနားထောင်စမ်းဓာတ်တာကြီးပြီးစောစောကရှင်မြန်သွားတာတွေ့လားသူဟာခွန်အားအင်မတန်ကြီးမားပြီးဇွဲလုံးလာနဲ့ပြည့်စုံသူဖြစ်တယ်ဒါပေမဲ့လေးကိုမတဲ့နေရာမှာညို့ကိုတင်တဲ့နေရာမှာသူဟာအမားတွေကျူးလွန်ခဲ့တယ်ရှာမကကျွန်တော်မကြားဘူးထင်ပြီးသူ့ညီကိုမှားကြားနေသည်အဲ့ဒီအမားတွေကတော့သူဟာလေးတော်ရဲ့ဒဏ်ကိုစိတ်ထဲမှာကြိုတင်ပြီးတော့တိမှန်စိတ်ဝင်စားလိုက်တာကအစပြုတယ်ဒီပထမအမားကြောင့်သူဟာမမခင်ကလေးကလေးတော်ကိုရှုံးနေသွားပြီထူးခြားတဲ့စကားလုံးတွေကိုကျွန်ုပ်နားဆွနေမိသည်ဒုတိယအမားကတော့သူ့ရဲ့ခွန်အားကိုအဆိုင်ခဲအထုတွေဖြင့်စုယုံပြီးအသုံးချလိုက်ခြင်းပဲသူ့ရဲ့ခွန်အားရဲ့အာနိသင်ရဲ့လေးတော်ရဲ့အာနိသင်တွေ့ဆုံတဲ့ဒဏ်ကိုသူ့ရဲ့စိတ်ပင်ပန်းမှုဒဏ်ကခန္ဓာရည်စွမ်းတွေကအရှုံးပေးလိုက်ရတယ်တတိယအမားကတော့သူဟာရီမောလောင်ပြောင်တဲ့အတန်တွေနဲ့တခြားလှုပ်ရှားမှုတွေကိုသတိပြုမိလိုက်တာပဲအဲ့ဒီနည်းနဲ့သူ့ရဲ့အာရုံစူးစိုက်မှုကပြန့်လွင့်သွားပြီးခွန်အားတည်ရှိမှုလည်းလျော့နေသွားတယ်စတုထအမားကသူဟာအသက်ကိုတမင်ဖန်တီးပြီးရှူတာပဲဒါကြောင့်မောပန်းလာတဲ့အခါသူ့ရဲ့အသက်ရှူခြင်းကနီးနေတရားတွေအားလုံးလွဲချော်ကုန်တယ်အဲ့ဒီအမားတွေပြင်သူ့ရဲ့နှလုံးသွင်းမှာပြန့်လွင့်စေတဲ့တခြားအကြောင်းရင်းတွေလည်းရှိကောင်းရှိလိမ့်မယ်အဲ့ဒီအချက်တွေကိုသတိပြုဆင်ခြင်ပြီးလေးတော်ကိုမပါညှို့ကိုတင်ပါယာမရဲ့စကားတွေကိုကြားရတဲ့အခါကျွန်ုပ်ကတုန်လှုပ်သွားမိသည်သူ့တင်တကပြူနာ၏နည်းနည်းချင်း၌၎င်းကျွန်ုပ်အံ့ဩထိတ်လန့်သွားသည်ကျွန်ုပ်၏အမှားများတယ်ဒီတော်ညီလေးဒီလေးတော်ဟာတမန်အားဖြင့်ဆိုရင်ညီလေးသာမကအကိုကိုယ်တိုင်အတူဝင်မရင်တောင်ကြွလာမှာမဟုတ်ဘူးစိတ်အာရုံရဲ့တည်ငြိမ်ရှင်းတတ်မှုဝိတ္တုပစ္စည်းရဲ့တုံညသဘောတရားကိုနားလည်သက်ဝင်မှုမှန်ကန်တဲ့အသက်ရှူထုတ်မှုအမြင်အကြစားတဲ့အာရုံတွေရဲ့တည်ငြိမ်ခံခမှုဆိုတဲ့နေတရားတွေတရားသဘောနဲ့ပဲမတင်နိုင်မှာဖြစ်တယ်မှတ်မိရဲ့နော်ညီလေးအကိုတို့ဘဘိုးကြီးထံမှလေ့ကျင့်ခဲ့တဲ့ပညာရပ်တွေလေဒါတွေကိုအခုအကောင့်ထဲဖော်ထုတ်ပြီးတော့စောင့်ချင်းပြီးတော့ညီလေးကဲသွားပြီးတော့ရှာမကလက္ခဏာကိုနှိမ့်နေပြီးရင်တထွတ်တော့မှားကြားနေလေသည်ကျွန်ုပ်တကားမှမကြားဘူးမသိဘူးတော့လေအဲ့ဒီစကားတွေရဲ့နောက်ွယ်မှာတရားကိုမှတက်ဝင်နေမိသည်ထို့ကကျွန်ုပ်ကယာမကိုအံ့ဩစွာလှမ်းကြည့်မိလိုက်သည်ယာမကကျွန်ုပ်ကိုပြုံးပြသည်မြည်တော့မယ်ဆိုစီထူးဆန်းနေပြီးတော့ကျွန်ုပ်၏ခန္ဓာကိုယ်တဝက်သာရှိသည့်သူတို့ညီကို၏အလုံးရက်ကိုကြည်ရင်ဒင်းတို့ရှုံးမှာပါလို့လည်းတွေးနေမိသည်တီရာဒေဝီနေရာမှာစစ်တယ်တွေလည်းမရှိကြတော့ထို့ကြောင့်ယာမနဲ့လက္ခဏာညီကိုစူးစိုက်စွာကြည့်နေတဲ့တီရာဒေဝီရဲ့မျက်လုံးမှာတောက်ပရှုံးလည်မှုကိုကျွန်ုပ်တွေ့ရသည်လက္ခဏာသည်လေးပေါ်သို့လက်တင်လိုက်သည်သူ၏မျက်နှာသည်တစုံတရာပြောင်းလဲခြင်းမရှိမျက်စိအစုံကိုမိတ်ထားသည်ကြီးမားလေးလံသောလေးကြီးထက်မှတွေ့ပြောင်းဝင်းဝါသောလက်စုံကိုကြည့်ရင်ကျွန်ုပ်ရည်ကျင်လာပြန်သည်ယာမကသူ့ညီနီးကိုတိုးကပ်လာပြီးနှုတ်ကလည်းတဖွာဖွာရေရွတ်သည်မနောအာယုန်နဲ့တည်ငြိမ်တန်ရှင်းမှုတမာတိလေးကြီးကလက္ခဏာရဲ့လက်တွဲမှာမြောက်၍ပါလာလေသည်လက္ခဏာ၏နဖူးပြင်နှစ်ထင်စတွင်သောမှချွေးသည်ချွေးပေါက်လုံးဝမရှိအဝါရောင်ရှိသောသူ၏လက်မောင်းထက်တွင်အကြောပြိုင်ထနေခြင်းလည်းမရှိအနှဲငယ်မျှသောသွေးရောင်လွှမ်းသွားသည်ဘေးမှရက်ကြည့်နေသောကျွန်ုပ်မှာခွန်အားစိုက်ထုတ်ခြင်းလုပ်ကိုမလုပ်ရဘဲနှင့်မောဟိုက်ပင်ပန်းလာသည်ဒါတကယ်ပဲလားလက္ခဏာကလေးကိုကြွအောင်မနိုင်တဲ့လားကျွန်ုပ်မျက်တောင်မခတ်မိအသက်လည်းမရှူမိလက္ခဏာရဲ့လှုပ်ရှားမှုများကိုသာငင်းမောကြည့်နေမိသည်လက္ခဏာသည်လေးကိုမြေပြင်၌ထောက်လိုက်ပြီးလင်းညိုကိုတင်တော့မည်ယာမကနိကစွာဒိုးဝင်လာပြီးတဖွာဖွာတတိပေးနေပြန်သည်မနောအာယုံရဲ့တည်ငြိမ်တန်ရှင်းမှုလင်းညိုသည်လေးကိုင်းထက်အစွန်းသို့ရောက်လာပြီးမှလင်းညိုကိုယူပြီးတရက်လက္ခဏာကရွှေချီပေါက်ဘဝခန်းစီအတွင်းကိုလှည့်ကြည့်သည်အနီးမှအားပေးနေသောအကိုကိုလည်းမော့ကြည့်သည်ကြည်လင်ငြိမ်သက်တဲ့မနောအာယုံမှာဝင်စားပြီးလင်းညိုကိုဆက်ငင်ပြီးတော့ညီလေးလင်းညိုကိုဆက်ပြီးတော့ငင်
လက္ခဏာရဲ့မျက်နှာပေါ်၌ထူးဆန်းသောအရိပ်ငွေတစ်ခုဖြတ်တန်းသွားလေသည်လင်းညို့ကိုဆက်၍ရင့်ငင်ခြင်းမပြုမြေပြင်ကိုဆူးစိုက်ကြည့်နေသည်ဦးကန်းကိုဖြင်းချင်းစွာခါရမ်းသည်ထို့နောက်သူဟာလေးကိုခုံပေါ်သို့ပြန်၍တင်ထားလိုက်လေသည်ဟင်ဟာ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 ပရိသတ်ရဲ့အာမနိတန်နဲ့သူကျွန်ုပ်ဟားတိုက်ရီမောလိုက်မိသည်လက္ခဏာကရှုံးနှိမ်သွားခဲ့လေပြီအဓိပတိကြီးကစင်မော်မဆင်းလာပြီးလက်ထဲမှာတောင်ဝင်းနဲ့လက္ခဏာကိုရိုက်ရန်အပေါ်ကိုမြောက်လိုက်သည်လက္ခဏာကကြောက်ရွံ့စွာနဲ့အဓိပတိကြီးရဲ့ရှေ့မှောက်မှာဒူးထောက်လိုက်လေသည်သူတို့နှုတ်ကြားကိုယာမကဝဲလိုက်သဖြင့်အဓိပတိကြီးကတောင်ဝင်းကိုပြန်ချလိုက်လေသည်မင်းငါအဆက်ကိုတဲခွဲတဲ့လက္ခဏာဝါတိတ်ထားရဲ့တပည့်တယောက်ဖြစ်ဆရာသမားရဲ့ကုံကိုလူပုံလဲမှာကြဆင်းအောင်လုပ်တယ်ဟုတ်လားလက္ခဏာယာမကလည်းသူ့ညီရဲ့ဝိယုံစားကိုဆွဲကန်လှုပ်ရရင်ကျိန်မောင်းပြစ်တယ်လေတော့သည်တစ်ချိန်လုံးငါအနားကတပွားပွားနှိုးစော်နေပါလေမင်းဟာလမ်းခုလက်မှာအရှုံးပေးရတယ်ဘိုးဘိုးကြီးရဲ့ကျင့်စဉ်တွေကမင်းစီကပျောက်ကွယ်ကုန်ပြီလားဟင်မင်းဟာငါ့ကိုလည်းအဆက်ကွဲစီတယ်ခမဲတော်ဓာတ်တာလက်ထမင်းနဲ့အာယုဒ္ဓယပြည်ရဲ့ကြက်တည်ကိုလည်းညှိုးနှွမ်းစီတယ်မင်းအဓိပတိနဲ့သူ့တပည့်နှစ်ယောက်အချင်းများနေတာကိုကြည့်ပြီးတော့ကျွန်ုပ်ပျော်ရွှင်လာတယ်အဆက်နဲ့မာနကိုထိခိုက်ကြတဲ့သူတို့ရဲ့အဖြစ်ကိုကြည့်ပြီးတော့ကျွန်ုပ်ဖို့အလွန်ရဲစရာကောင်းတဲ့မြင်ကွင်းတစ်ခုပိတ်သက်ရဲ့ကောက်ချက်ချတဲ့နေကလည်းစူညံနေပါတော့တယ်ဓာတ်တာရထဘင်းရဲ့သားတော်အငယ်လေးဟာလေးကိုအလွယ်တကူမနိုင်ခဲ့တာပဲညို့ကိုအပီးထီတင်ဖို့တော့အားမရှိဘူးနဲ့တူတယ်သူမောသွားလို့ဖြစ်မှာပေါ့အောင်မြင်ဖို့နီးနေမှာကွယ်လက္ခဏာကသူ့ဆရာနဲ့သူ့ကိုဘာတွေတွတ်တောင်းပန်နေသည်မသိယာမကိုလက်ညှိုးညွန်ပြီးနှုတ်ကလည်းတလုံးလို့ရွတ်နေတယ်အဓိပတိကြီးကဦးကောင်းကိုတဆက်ဆက်ညှိနေတယ်သူတို့သုံးယောက်ကတယောက်တည်းခေါင်းချင်းဆိုင်တန်ပင်ပြီးပြောဆိုနေကြပြီသည်ပရိသတ်ရဲ့အတန်တွေကစူညံနေတာကြောင့်သူတို့ရဲ့စကားတွေကိုကျွန်ုပ်မကြားရချေကျွန်ုပ်ကအားလုံးနဲ့ပြောနေတာကတော့အမှန်ပဲလက္ခဏာလေးကိုမမခင်ကလူထက်ကြီးလုပ်ပြီးကျွန်ုပ်ရဲ့အမားတွေကိုရေတွက်ဝေဖန်ရင်းနဲ့သူ့ညီကိုတွင်တင်နေတဲ့ယာမမင်းသားရဲ့အဖြစ်ကိုတွေးပြီးတော့ကျင့်နှံ့နေမိသည်မနောအာယုရဲ့ဘာလဲတည်ငြိမ်တန်ရှင်းမှုဟာဟာဟာလက်ရုံအားနဲ့ပြုတ်လို့ရမယ်အရာမှာမနောအာယုရဲ့လှည့်စားမှုပညာတွေကိုဖော်ထုတ်နေတယ်အခုတော့ဘာဖြစ်သေးလဲဟာဟာဟာအားလုံးရဲ့ဝေဖန်ဆွေးနွေးတဲ့နေမှာကျွန်ုပ်ရဲ့အတန်ကအကျယ်ဆုံးဖြစ်မိတဲ့သည်ဇနဒိဋ္ဌိကရှေ့ကိုထွက်လာပြန်သည်အဓိပတိရဲ့အမိတ်ရအားလုံးငြိမ်ကြယခုအာယုဒ္ဓယပြည့်ရှင်ဓာတ္တရထရဲ့သားတော်ကြီးယာမမင်းသားကလေးတင်ပွဲကိုဝင်ရောက်ဆင်နွှဲမှာဖြစ်ပါတယ်ယာမကအဓိပတိကိုဥညွှန်ပြီးလေးရှိရာလို့ရှောက်လာသည်လက္ခဏာကကပ်၍လိုက်ပါလာသည်ဘဲနဲ့လေဓာတ္တရထဘုရင်သားရဲ့ညီတော်ကြောင့်ကွဲခဲ့တဲ့အချက်ကိုစူးစမ်းပြီးကာကွယ်တော့မယ်ပေါ့နှစ်ခါဆိုရင်အယုဒ္ဓယဘုရင်ကြီးခင်ဗျာလဲနေရင်ထိုင်ရင်အဆက်တော်ပြန်ကွဲနေမယ်နော်ထိုစကားများကိုကျွန်ုပ်ပြောလိုက်ရတာကတွင်တွေ့လာသည်ယာမကကျွန်ုပ်ကိုလှမ်းကြည့်လိုက်သည်ဘာမှပြန်မပြောချေယာမရဲ့လက်မောင်းနဲ့ပခုံးများကိုလက္ခဏာကနှိမ့်နေပေးနေသည်ယာမကတော့မျက်စိကိုမိတ်ရင်းနဲ့ငြိမ်သက်စွာခံယူနေသည်စောကတော့အကိုကညီကိုအားပေးအခုလည်းညီကအကိုကိုအားပေးတယောက်တည်းစီအားပေးပြီးရှုံးနေခြင်းကိုလည်းနှစ်ယောက်တူဝေခွဲကြပေါ့ဟာဟာဟာလေကာဒီပါဖြစ်ကျုပ်ဟာရှုံးနေကြတာမဟုတ်ဘူးလက်လွတ်လိုက်တာဖြစ်တယ်ရည်ရွယ်ပြီးလှုပ်လိုက်တာဖြစ်တယ်လက္ခဏာကဝါရွှေတဲ့မျက်တောင်တွေကိုတစ်ဖြက်ဖြက်ခတ်ရင်းကျွန်ုပ်ကိုလမ်းပြောသည်သူ့လေတံကလည်းအနှဲငယ်မားနေဘလို့လက်လွတ်လိုက်တာဟုတ်စားရည်ရွယ်ပြီးလှုပ်လိုက်တာဟုတ်လားဟာဟာဟာဒါဟာရှုံးနေခြင်းရထွက်ပေါက်လားလေကာဒီပါဖြစ်ဟောဟိုကတီရာဒေဝီဟာကျုပ်ရဲ့မကြီးတော်တာဖြစ်တဲ့နေတီရာဒေဝီရဲ့လှပမှုဟာနောင်တော်ယာမရဲ့ဘုံလေယုံနဲ့သာလော်ကန်တစ်မြတ်တယ်လို့ကျွန်ုပ်သဘောပေါက်ခဲ့ပြီးတော့နောင်တော်ယာမရဲ့အမိတ်ကြောင့်သာကျွန်ုပ်ကလေးတင်ပွဲကိုဝင်ခဲ့ခြင်းဖြစ်တယ်ကျွန်ုပ်ဟာငယ်ရွယ်သူဖြစ်တယ်နောင်တော်နဲ့မကြီးတော်ရဲ့အဆုံးအမကိုခံယူပြီးသူတို့ကိုလှုပ်ကြွေးပြုစုရမယ့်အရွယ်သာဖြစ်တယ်ဒါကြောင့်ကျွန်ုပ်ဟာနောင်တော်အတွက်လေးညိုကိုအပြီးမငင်မဲပြန်ထားခဲ့ခြင်းဖြစ်တယ်အော်လိမ္မာရင်ကြီးတဲ့တငယ်လေးပါလားလက္ခဏာမင်းရဲ့လိမ္မာရင်ကြီးမှုရလေးကိုချထားခဲ့ပေမဲ့မင်းရဲ့နောင်တော်ဟာဒီလေးကိုမမနိုင်တဲ့အခါမှာတော့
မင်းဟာမင်းရဲ့နောင်တော်ကိုထိခိုက်နစ်နာစေလိမ့်မယ်ဒါကိုမတွက်မိဘူးလားလူပါလေနောင်တော်ဟာအထဆန္ဒလေးတော်ရဲ့ကိစ္စအဝဝကိုအဆုံးတိုင်ဆောင်ရွက်နိုင်လိမ့်မယ်တတကလေးပြေမနောအာယုံနဲ့တည်ငြိမ်တန့်ရှင်းမှုနဲ့လားဟာဟာဟာလက္ခဏာကကျွန်ုပ်ကိုဘာမှပြန်မပြောတော့ဘူးမနေမဝေးလို့သွားပြီးလက်ပတ်ရက်နေလိုက်လေသည်ရာမကလေးတင်ကုန်ရှိသူနေရာယူလိုက်သည်တကယ်လို့များသူဟာမနိုင်တင်နိုင်ပြစ်နိုင်သွားရင်တီယာဒေဝီကိုတိမ့်ပိုက်နိုင်တော့မယ်ငါဟာအချစ်ကိုလက်လွတ်ရတော့မယ်အဲ့ဒီအတွေးတွေကခေါင်းထဲဝင်လာခဲ့တယ်ဒါပေမဲ့သူရှုံးနေမှာပါပဲဆိုတဲ့အတွေးနဲ့ပယ်ဖြောက်ပြစ်လိုက်ခဲ့သည်တီယာဒေဝီကမျက်နှာချက်နဖူးစည်းရှိတွဲရကြနေသောပလဲများကိုရန်ရွှေတော်တယောက်ကိုဖွင့်ဟဖယ်ရှားစေလိုက်သည်သူ၏မျက်လုံးများသည်လေးတင်ကုန်ရှိရာယာမ၏မျက်နှာပေါ်သို့ကြာရောက်နေသည်တီတာ၏မျက်လုံးများကရှုံးလဲ့နေလေသည်ယာမဘက်သို့ကျွန်ုပ်လှည့်လိုက်သည်ယာမသည်တီတာ၏မျက်လုံးများကိုသူ၏အစိမ်းရောင်မျက်လုံးများနှင့်လမ်းကြည့်နေသည်တရင်ကား၏ထိုဖြစ်ရနှဲငယ်သည်ကျွန်ုပ်၏ရင်ကိုအရှိန်ပြင်းစွာနှင့်တိုးဆောင်လေသည်ထိုမျက်လုံးနှစ်စုံတို့၏တွေ့ဆုံခြင်းပြင်ပနယ်နိမိတ်တွင်ကျွန်ုပ်၏နှလုံးသားကလှည့်ပတ်ဟစ်ကြွေးနေသည်စောစောကရွှေမြူးနေတဲ့ခံစားမှုတို့သည်ကျွန်ုပ်ထံမှမင်းမိန်လျော့ပါသွားကြသည်ကျွန်ုပ်၏ခန္ဓာကိုယ်သည်လေးတင်ကုန်ယာမတီယာဒေဝီလက္ခဏာနှင့်တဲနန်းတွင်းရှိပြိတ္တများအလဲတွင်သေးငယ်သွားသည်ဟုခံစားလိုက်မိသည်အုပ်စားနေသောမိုးသားတိမ်လိပ်တို့ကကျွန်ုပ်၏ရင်ထဲကိုဝင်ရောက်လွှမ်းမိုးသွားသလိုခံစားလိုက်မိသည်ယာမကမျက်လုံးစိမ်းတွေကိုတီယာဒေဝီထံမှခွာပြီးတော့လေးပေါ်ကိုစူးစိုက်ကြည့်လိုက်သည်လက်ကိုလေးပေါ်တင်လိုက်သည်မိုးချိတ်တန်တဲ့တဲ့ကိုနားထဲ၌ကြားရောက်နေသည်တစတစကျေလောင်းလာခဲ့သည်အဲ့ဒါကတော့ကျွန်ုပ်၏နှလုံးခုန်တန်ဖြစ်သည်တောင်မွေးရတောင်တစ်ခုကဲသို့လေးသည်ယာမလက်ထဲသို့မြောက်ပါသွားခဲ့သည်ဆံမြတ်ဖျားရွှေကြီးကိုစီးနောင်သလိုယာမကလေးကိုရစ်ပတ်နေသည်လေဟာကြီးတော်တွင်းမှမြားတစ်ချောင်းကိုသူ့ညို့တွင်တက်စရိဆွဲငင်လိုက်သည်ဤလှုပ်ရှားမှုကဘာမှမကြလိုက်သို့သောကျွန်ုပ်အာရုံထဲမှာတော့မိတောင်ကြီးများမိတောင်တွေတစ်ခုပြီးတစ်ခုပေါက်ကွဲနေသည်လားသမုတ်တရားအတွင်းမှာလှိုင်လုံးကြီးများတစ်လုံးပြီးတစ်လုံးလှိမ့်ဆင်းနေသည်လားကျွန်ုပ်မျက်စိများကိုတင်းကျပ်စွာမှိတ်လိုက်သည်အမောင်တိုက်တွင်ဝဲဓာမိကတောင်ကျရင်စမ်းချောင်းတသွင်သွင်စီးနေတဲ့စမ်းချောင်းရေရင်မှာရုပ်ပုံရွှေလာတစ်ခုမျောလာသည်ရုပ်ပုံရွှေလာကကြောက်တုံးတစ်ခုတွင်အတန်ကြာတွင်ညစ်ပြီးနောက်ဆက်လက်မျောပါသွားခဲ့သည်တပြေးပြေးနဲ့အဝေးစီသို့မျောပါသွားခဲ့သည်တပြေးပြေးသေးငယ်သွားသည်အဆက်ကလေးတစ်ဆက်ဖြင့်အတိသေးငယ်သွားသည်ထို့နောက်ရုပ်ပုံရွှေလာသည်ပျောက်ကွယ်သွားခဲ့လေသည်မသွားဘူးကျွန်တော်၏နှုတ်ဖျားမှကျေလောင်သောအတန်ထွက်သွားသည်မျက်လုံးများကိုအလန့်တကြားဖွင့်လိုက်မိသည်တဲနန်းအတွင်းမှာရုပ်တဲတဲဖြစ်နေသည်ပရိသတ်များရွှေချီမောက်ဘဝခန်းသီးရှိရာကိုတရွေ့ရွေ့စုပြုံတိုးဝေသွားကြသည်သူတို့ရဲ့အလဲမှာယာမကိုတွေ့နေရသည်လက္ခဏာသည်ယာမနီးမှာကက်လျက်ပါသွားသည်အဓိပတိကြီးကစင်မြင့်ထိုင်ကုန်ထက်မှရွှေချီမောက်ဘဝခန်းသီးနေရာသို့ဆင်းလာခဲ့သည်ဦးကောင်းကောင်းမောင်းတွေကလေပေါ်မှာပြန်ဝဲနေကြသည်အော်ဟက်တံများဆူညံနေသည်ကျွန်ုပ်နှုတ်မှာတစုံတစ်ခုသောအော်တန်ထွက်နေပေမဲ့ပရိသတ်များအားလုံးရဲ့အတန်များအောင်နစ်မြုပ်သွားကြသည်တီရာဒေဝရဲ့ခန်းသီးဘဝစသည်ပွင့်ဟာလျက်ရှိပြီးတော့ပလဲကျိုးများဘေးနှစ်ဖက်တွင်တွဲရဲခုန်နေခဲ့သည်ခန်းသီးဝါရှိပရိသတ်တို့ကလည်းဘေးဘက်ကိုရှဲလိုက်ပြီးတော့လမ်းမြောင်တစ်ဖွဲဖြစ်၍သွားသည်ထိုနေရာမှယာမသည်အထဲကိုတိုးဝင်၍သွားနေသည်သူ့လက်ထဲမှလေးကိုကင်ဆောင်သွားသည်တဲနန်း၏လေးတင်ကုန်နေရာတွင်ကျွန်ုပ်တဦးတည်းထီထီရက်၍ကြံခဲ့လေသည်ကဘာမြေကြီးသည်တဲနန်းတွင်မှရှိပရိသတ်များစုယုံနေသည့်ဟိုမာဘက်တွင်စောင်းနေသွားသည်ဟုကျွန်ုပ်ထင်မိသည်ဤမာဘက်တွင်ကျွန်ုပ်တဦးတည်းတဲနန်းဘဟုသာမဏီတောင်းမွေးခင်းသည့်စက်ဝိုင်းတရံနေရာမှာချင်းသည်ကောင်းပုံရုပ်ပုံကပရိသတ်နင်းဖြတ်သွားမှုကြောင့်ရုပ်တရံပျက်စီးနေသည်လေးတင်ကုန်သည်ကျွန်ုပ်ရှေ့မုံ၌6တယောင်သောပင်စီငုတ်တုတ်တစ်ခုနှင့်တူ၍နေပါတော့သည်ပလာနတ်ထီတုံညကဲမဲ့ပြောက်ွယ်ခြင်းတဟေးဟေးနဲ့အော်တန်ဒီကကျွန်ုပ်၏နှလုံးကိုရိုက်နှက်နှိပ်စက်ကြသည်လူအုပ်ကိုတွန်းတိုက်ဖြတ်ကျော်လျက်စင်မြင့်၏အမြင့်နေရာသို့ကျွန်ုပ်ခုန်တက်လိုက်သည်အဓိပတိ၏နေရာထိုင်ကုန်အားလုံးရက်လိုက်ကြစမ်း
တရားမျှတမှုရှိတဲ့လေးတင်ပွဲကိုကျွန်ုပ်ကန့်ကွက်တယ်ရုတ်တရက်အတန်ဒီအားလုံးကတိတ်ဆိတ်သွားသည်အားလုံးကကျွန်ုပ်ကိုမော့ကြည့်နေကြသည်ယာမဟာဘယင်မဟုတ်ဘူးဘယင်သားတော်သာဖြစ်တယ်ပြီးတော့သူဟာရုပ်ပုံရွှေလွှာအရလာခဲ့သူမဟုတ်ဘူးသူ့မှာလေးတင်ပွဲဝင်ရောက်ဖို့အခွင့်အရေးမရှိဘူးအတန်တစ်ခုမှထွက်မလာခဲ့ချေကျွန်ုပ်ကအဓိပတိစီကိုလက်ညှိုးထိုးပြီးဟောဒီနေရာမှာထိုင်တဲ့အဓိပတိကြီးကသူ့တပည့်ဖြစ်တဲ့အတွက်ယာမကိုရုပ်ပုံရွှေလွှာမပါဘဲနဲ့ဝင်ရောက်လေးတွေမပြုတ်တာလားပထမဆုံးလှုပ်ရှားသူကလေးတော်ဝန်ဇနသိတိဖြစ်သည်သူကခန်းရောင်ဝတ်စုံသားအတွင်းမှာလက်ကိုထုတ်ပြီးဝှေ့ရမ်းလိုက်ပါလေဓာတ်တာရထဘရင်ရဲ့သားတော်ကြီးယာမမင်းသားဟာအင်္ဂါ300နဲ့ပြည့်စုံညီညွတ်အောင်စွမ်းဆောင်နိုင်ခဲ့တယ်ပြိုင်ပွဲရဲ့စီမင်းဟာဒါပဲစီမင်းစီကန်းနဲ့ကိုက်ညီတဲ့ယာမမင်းသားဟာအောင်နိုင်သူဖြစ်တယ်ဇနသိတိကစကားပြောရင်းနဲ့မိုက်မဲစွာဆင်မြင့်ပေါ်သို့တက်လာခဲ့သည်လက်ဟန်ချေရန်တပြပြနဲ့ရှင်းလင်းနေသည်အနည်းကိုရောက်တဲ့အခါလေးတော်ဝင်ကခါထောက်၍ကျွန်ုပ်ကိုမဲ့ရွယ်ကြည့်သည်ဒီမှာဒါဝရီယံပြင်းအာရီယန်လူရင်ကြီးတွေရဲ့ပြိုင်ပွဲစီးမင်းကိုတင့်လို့တောင်ပိုင်းသားအရင်ဆိုင်နေဟာနားမလည်နိုင်ပါဘူးဒါဟာလင်္ကာဒီပမဟုတ်ဇနသိတိရဲ့စကားမဆုံးခင်ကျွန်ုပ်ကသူ့ရဲ့ကြက်တည်မရှိတဲ့မျက်နှာကိုရိုက်ချလိုက်သည်လေးတော်ဝင်ကစင်မြင့်ပေါ်မှဒလိမ့်ကောက်ပြီးပြုတ်ကျသွားခဲ့သည်နေရာမှာအစွဲမြဲရပ်နေကြတဲ့ပြည်သက်တွေကချက်ချင်းဆူညံလှုပ်ရှားလာပြီးလက်နက်များကိုထုတ်ကြလေသည်ဓားတန်လန်တန်တွေကတချွင်ချွင်မြည်လာခဲ့သည်စော်ကားတဲ့အတဏီဘီရင်ကိုတတ်ကြဟိဒါဝရီယာရန်ဆိုင်ကိုခုတ်ကြတော့လန်တန်တွေကကျွန်ုပ်ဘေးမှာတချောင်းပြီးတချောင်းဝင်ဆိုင်သည်တမြောင်တလက်ကကျွန်ုပ်ဤကိုတန်ကြဝမ်းပတ်ပြင်းနေရာကိုထိမှန်ပြီးအောက်ကိုလွင့်ကျသွားသည်လဲမျိုးကိုဝင်လာတဲ့ပစိန်တလက်ကိုတော့လက်ကင်ရိုးနေရာမှာကျွန်ုပ်ခုတ်ချလိုက်သည်အောက်မှနေ၍လက်နက်များဖြင့်ပြည့်သွင်းနေကြတော့လဲစင်မြင့်မော်တို့တယောက်မှတက်မလာကြချေလာခဲ့ကြလေအတဝါဒီအပေါ်တက်ခဲ့ကြအတဝါတဦးမှတက်မလာသို့တော်အစိမ်းအောင်တရတစ်ခုနဲ့ကျွန်ုပ်နဲ့မနှင်းမွေးနေရသို့ခုံတက်လာခဲ့ပါသည်လင်္ကာဒီပဘရင်လေးတင်ပွဲပြီးပါပြီသင်ပြန်ပါယာမကလေးညိုပေါ်မှာမြားတင်ထားပြီးအောက်ကိုချထားသည်ကျုပ်ပြန်မယ်တီတော့ကိုကျုပ်နဲ့ထည့်လိုက်ယာမရဲ့မျက်လုံးများနဲ့ကျွန်ုပ်၏နီးရသောမျက်လုံးနှစ်စုံတို့သည်တစ်ခုကိုတစ်ခုထွင်းပေါက်သွားမတတ်စုံနေကြသည်ထိုအခါရွှေချီပေါ်ပဝါခန်းစည်းစီမှစူးရှောက်သောအတန်တန်ထွက်လာခဲ့ပေသည်အိုးမလိုက်ဘူးဘလူးလိုကြမ်းတမ်းခက်ထန်တဲ့လင်္ကာဒီပဘရင်နဲ့တီတာမလိုက်နိုင်ဘူးမောင်တော်ယာမနှမတော်ကိုကဲပါနှမကိုကဲပါဦးတီတာဒေဝီကရွှေချီပေါ်ပဝါခန်းစည်းကိုဖယ်ရှားပြီးအခန်းထဲကထွက်လာပြီးတော့ပလဲကျိုးများကိုခါရမ်းလျက်អော်လိုက်သည်ဘလူးလိုကြမ်းတမ်းခက်ထန်တဲ့လင်္ကာဒီပဘရင်ဆိုတဲ့စကားစုကကျွန်ုပ်ရဲ့နှလုံးသားကိုအစိတ်များပေါင်းထောင်သောနဲ့ပြစ်လိုက်တဲ့အလားကျွန်ုပ်ကိုပြင်းထန်စွာနာကျင်စေတော့သည်တကားဘလူးလိုကြမ်းတမ်းခက်ထန်တဲ့လင်္ကာဒီပဘရင်ဘလူးလိုကြမ်းတမ်းခက်ထန်တဲ့လင်္ကာဒီပဘရင်တီတာကအဲ့ဒီစကားတွေကိုအဆက်မပြတ်အော်ဟစ်နေသည့်အလားကျွန်ုပ်ရဲ့ရင်ထဲမှာပဲ့တင်ထက်နေတော့သည်ချစ်သူဤမုံဒီဆက်ဆုပ်ကြောက်ရွံ့ခြင်းအချစ်ကိုဆုံးရှုံးခြင်းတို့ကကျွန်ုပ်ကစောက်တီရမရချောက်ချားလျက်စင်မော်ကခုံစင်းပြီးလက်လက်ကိုစီနဲ့လူအုပ်တွင်းကိုအတင်းထိုးပေါက်ဝင်ရောက်ခဲ့တော့သည်သွေးယူသွေးရမ်းနဲ့ဝှေရမ်းမိတဲ့ကျွန်ုပ်ဤတန်လျက်သည်မိသည့်အရာကိုထိရှပိုင်းဖြတ်သွားသည်ကိုကျွန်ုပ်မသိတော့ကျွန်ုပ်ဤခန္ဓာကိုယ်ပေါ်သို့မြည်သောလက်လက်များထိခိုက်ကြသည်ကိုလည်းမသိတော့ကျွန်ုပ်အသည့်ပြန်ဝင်လာသောအခါကျွန်ုပ်သည်တဲနန်းမုတ်ဝါသို့ရောက်နေသည်ကဘာလောအားနာကြည့်လျက်မုတ်တိုင်ဝါကိုတန်လျက်ဖြင့်ပိုင်းဖြတ်လိုက်ရာတိုင်သည်ထပ်ပိုင်းကျိုးပြက်လျက်မုတ်ဝါအမိုးသည်လည်းပြိုပြီးကျလာလေသည်ပြိုကျလာသောအမုန်းငွေပြားတွေကိုတန်လျက်နှင့်ဖယ်ရှားရင်းယထာပေါ်သို့ခုန်တက်လိုက်သည်တဲနန်းတွင်မှယာမရဲ့အတန်ကိုကြားလိုက်ရသည်လင်္ကာဒီပပြေတင့်ရဲ့မောက်မာထောင်လွှားမှုအတွက်အထိတ်မှလက်ဆောင်ပါးပြန်ဒီမှစူးရှောက်သောအတန်တန်ကြားလိုက်ရသည်ကျွန်ုပ်၏ညာဘက်ပခုံးတွင်မိစာနှင့်ထိုးလိုက်တဲ့ကဲ့သို့ပူလောင်သွားသည်မြားစင်းသည်ရွှေမြားကာတစ်ဖက်မြင်းဆောင်ကြိုးချီထားသည့်တိုက်ထိပ်တွင်ဝင်ဆိုင်လေသည်စင်မြင့်6កောင်၏ကြောမြင့်ထက်သို့ကြာဖို့နှင့်ရိုက်ချလိုက်ပြီးစစ်ရထားကတဟုန်တူးပြေးထွက်သွားသည်တစုံတယောက်သောရန်သူသို့မဟုတ်ရန်သူများပြားနောက်မှလိုက်လာခြင်းခံရသလိုကျွန်ုပ်ရထားကိုအပြင်းမောင်းနေခဲ့သည်6ချားစွာနှင့်မြင်းတွေကိုကြာဖို့နှင့်တရွှန်းရွှန်းရိုက်မိသည်
ကျွန်ုပ်၏နောက်မှယာမမင်းသားသည်၎င်းလက္ခဏာသည်၎င်းအာရီယန်ဘုရင်များသည်၎င်းရန်သူတပ်များသည်၎င်းလိုက်လာကြသည်မဟုတ်ထိုအရာများသာဆိုလျှင်ကျွန်ုပ်ယထာကိုပြန်၍ဦးလဲလိုက်မည်ကျွန်ုပ်၏နောက်ကထက်ကြွမကွာလိုက်နေသည်ကရန်သူများမဟုတ်ချစ်သူဖြစ်သည်ချစ်သူတီတာတူ၏သူမ၏စူးရှာသောအော်ဟစ်တန်ဘလူးလိုကြမ်းတမ်းခက်ထန်တဲ့လင်္ကာဒီပဘရင်ဘလူးလိုကြမ်းတမ်းခက်ထန်တဲ့လင်္ကာဒီပဘရင်ဘလူးလိုကြမ်းတမ်းခက်ထန်တဲ့လင်္ကာဒီပဘရင်နဲ့နားဆင်အားပေးကြတဲ့စာချစ်သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်မနေ့ပြန်မှာည8 နာရီတိတိမှာတတိယပိုင်းကိုတင်ဆက်ပေးမှာမို့လာရောက်နားဆင်အားပေးကြပါအောင်လို့လေးစားစွာဖြင့်ဖိတ်မှန်တကားပြုပြစီစာချစ်သူအားလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေ